မြဲတမ်းလေညီနီးပြိတ္တတွေကအနစ်နာခံနေဆိုရင်သဘောကျတယ် sacrifice လုပ်တဲ့အချက်ပေါ့နော်ဟာအဆင်ပြေတယ်ဝမ်းသာတယ်နောက်တစ်ယောက်နဲ့တွဲပါတကယ်တမ်းအပြင်မှာအဲ့လိုလားဆိုတော့မဟုတ်ဘူးတက်ရှိလားအဲ့လိုမျိုးလူတွေမရှိဘူးထင်တယ်နော်နီးလည်းလို့မဟုတ်ဘူးနော်ဆိုတာတကယ်တမ်းကျတော့အဆင်မပြေဘူးဒါပေမဲ့ဒီနေ့ကတော့အဆင်ပြေပါတယ်ဆိုချင်းလေးဆိုပြမယ်Baby